အခြေခံအုတ်မြစ်များအားခိုင်ခန့်စေခြင်း Securing the Foundations 1890 ခုနှစ်အဖွင့်ကာလတွင်မျှော်လင့်ခြင်းနှင့်စိုးရိမ်ပူပန်ခြင်းများရောထွေးလျက်ရှိခဲ့သည်နှစ်ရှည်လများတောင်းဆိုခဲ့သောဖေဆိုတဏနာပြုဆရာဘုန်းတော်ကြီး T.W. Thomas ရောက်ရှိလာခဲ့သည် Mr. Winston ၏ကျန်းမာရေးသည်ကျဆင်းလျက်ရှိသည်သူ၏အငယ်ဆုံးကလေးသည်တိုက်ဖတ်ရောဂါတိုးလျက်ရှိသည်သူ၏ဇနီးနှင့်အခြားသောကလေးများသည်အနားယူရန်လိုအပ်လျက်ရှိနေကြသည်တို့ရာတွင်သူအပေါ်၌အဘယ်ကဲ့သို့မူတည်နေကြောင်းခံစားရတော်လဲသူ၏ကြီးမားသောပြည့်ကွက်မှုအကျိုးဆက်ကြောင့်မရင်ကျက်သေးသောသာနာပြုလုပ်ငန်းအား Mr. Winston သည်တတိရှိစွာဖြည့်ရှင်းခဲ့သည်မှာသာနာပြုလုပ်ငန်းကိုလိုအပ်သလောက်ပြီးပြည့်စုံအောင်ဖော်ဆောင်ရာတွင်သူအနားယူလိမ့်မည်မဟုတ်ဟူ၍ပင်ဖြစ်ပြီးနောက်နှစ်တွင်ဤတာဝန်အားအနားမယူဘဲပုံမို၍ထမ်းဆောင်မည်ဖြစ်ကြောင်းတန်ဋိဌာန်ချခဲ့သည်ဤနှစ်အတော်တွင်သူသည်သာနာပြုလုပ်ငန်း၏အခြေတကျရှိမှုလုပ်ငန်းများအားလုံခြုံစိတ်ချမှုရှိစေရန်အတက်နိုင်ဆုံးအစွမ်းရှိသမျှစက္ကန့်လှုပ်ဆောင်ခဲ့သည်မန္တလေးမြို့တွင်ကျောင်းဝေးပြုဆောင်တစ်ခုအပြင်းထန်လိုအပ်ချက်ရာမြေနေရာတစ်ခုအားဝယ်ရာတွင်အောင်မြင်ခဲ့သည်တို့ရာတွင်ဝယ်ယူထားသောမြေသည်ရှုပ်ထွေးသောကိစ္စတစ်ခုဖြစ်ခဲ့သည်ထိုမြေတွင်အိမ်ပေါင်း30ကျော်ခန့်ရှိနေပြီးအိမ်ရှင်များသည်တည်တံ့အိမ်တောင်စုများအဖြစ်ပိုင်ဆိုင်ထားခဲ့ကြသည်အချို့သောအပိုင်းများသည်ကျူးကျော်ဝင်ရောက်နေထိုင်သူများဖြစ်ခဲ့ပြီးသူတို့သည်ပိုင်ဆိုင်မှုအတွက်တောင်းဆိုမှုမရှိကြပေလက်ရှိပိုင်ဆိုင်သူများနှင့်ကွဲပြားခြားနားသောအခြေအနေအောက်တွင်သူတို့၏အိမ်များအားစုပ်ကင်ထားခြင်းအတွက်အယောင်းဝယ်လုပ်ရန်လည်းခက်ခဲသောကိစ္စတစ်ရပ်ဖြစ်ခဲ့ပေသည်အချို့အိမ်ရှင်များသည်တီဘောဘုရင်၏စစ်သားများသို့မဟုတ်၎င်းတို့နှင့်ဆက်ဆက်ငှားရမ်းသူများဖြစ်ခဲ့ကြသည်ထို့ကြောင့်အလွယ်တကူမဖယ်ရှားနိုင်ခဲ့ပေအခြားသောကိစ္စရပ်များမှာသူတို့အမှန်တကယ်ပိုင်ဆိုင်ခြင်းဖြစ်ကြောင်းဖော်ထုတ်ရန်အတွက်သူများအားငွေပေးချေမှုမပြုမီတတိထား၍အပေးယူလုပ်ရမည်ဖြစ်ခဲ့သည်ဤပြဿနာများဖြေရှင်းပြီးအယောင်းဝယ်ကိစ္စပြီးသည့်နောက်အဆောက်အဦကိုလက်တွေ့ဆောက်လုပ်ခြင်းကိစ္စသည်နောက်ထပ်အခက်အခဲတစ်ခုဖြစ်ခဲ့သည်အဆောက်အဦအတွက်ပုတ်ပြတ်လုပ်ရန်တာဝန်ယူထားသည့်မြန်မာပယံများသည်နှောင့်နှေးဖိနှဲ့သောအကျင့်ရှိသည်နှင့်ညီလုပ်ငန်းအားအချိန်ဆွဲလုပ်ကင်ခဲ့ကြသည်လုပ်ငန်းသည်လည်း၃ချိန်တိုင်လုံးဝရပ်ဆိုင်းထားခြင်းခံရသည်နောက်ဆုံးတွင်ထိုပယံများအားထုတ်ပယ်၍အိန္ဒိယပယံများလက်သို့လွှဲပြောင်းပေးခဲ့ရသည်အဆောက်အဦပြီးစီးသည်နှင့်ချက်ချင်းလိုပင်ပညာရေးဆိုင်ရာလုပ်ငန်းများနှင့်ဧဝံဂေလိလုပ်ငန်းများနှစ်ရက်လုံးအတွက်ဗဟိုပြုရာဌာနဖြစ်လာခဲ့သည်ဤကဲ့သို့ပြီးပြည့်စုံခြင်းသည်သာနာပြုလုပ်ငန်းတစ်ခုလုံးအတွက်ရှေ့သို့တိုး၍လှုပ်ရှားရန်ဆုံးဖြတ်ချက်တစ်ခုပေးဆက်ခဲ့သည်အပတ်စဉ်တနင်္ဂနွေဝိပုအစည်းအဝေးစီစဉ်များကိုဤအဆောက်အဦတွင်ကျင်းပခဲ့သည်ထိုစီစဉ်တွင်စီရေးပြစစ်သားများအတွက်ဝိပုစီဝေးအိန္ဒိယလူမျိုးများအတွက်တမီလ်ဝိပုစီဝေးတိရိလင်္ကာများအတွက်၎င်းမြန်မာများအတွက်၎င်းဝိပုစီဝေးများပြုလုပ်ခဲ့သည်မြန်မာများအတွက်လာဟာပြင်ဝိပုစီဝေးကိုလည်းဝိပုဆောင်အနီး၌ပြုလုပ်ခဲ့သည်၎င်းပြင်အင်္ဂလိပ်စကားပြောသောအတန်းတိုင်းရှိလူများအားအင်္ဂလိပ်ဘာသာအဖြစ်ဝိပုစီဝေးပြုလုပ်ခဲ့သည်အပတ်စဉ်တနင်္ဂနွေနေ့မှအဆောက်အဦအားတိုးတက်ကြီးပွားနေသောအကြောင်းအဖြစ်အသုံးပြုခဲ့သည်ရသတပတ်၏တရက်ညနေခင်းတွင်အင်္ဂလိပ်ဘာသာစကားနားလည်သောသူများအတွက်အင်္ဂလိပ်စာကျမ်းစာသင်တန်းအားဖွင့်လှစ်ခဲ့သည်အခြားညနေခင်းတွင်မြန်မာများအတွက်ဧဝံဂေလိသင်တန်းများပို့ချကာမိဘုံအသုံးပြု၍ရုပ်သေးကားချက်များဖြင့်ရှင်းလင်းပြသခဲ့သည်သူတို့သည်ရုပ်ပုံကားချက်များအားအထူးတန်ဖိုးထားကြည့်ခဲ့ကြသည်ဤအစီအစဉ်များကိုဝေပြုဆောင်တွင်ပြုလုပ်ခဲ့ရာလူစုဝေးရန်အခက်အခဲလုံးဝမရှိခဲ့ပေဤကဲ့သို့သောဆောင်ရွက်ချက်သည်ကယ်တင်ရှင်၏အသက်တာနှင့်ဆုံးမသွန်သင်ချက်များကိုပေးဝေမှုပြုရာတွင်တိကျစွာတိဆောက်ညွှန်ကြားနိုင်ခဲ့ပြီးတန်ဖိုးရှိသည့်လုပ်ရက်တစ်ခုဖြစ်ခေါ်ဆိုနိုင်ကြောင်းသက်သေပြခဲ့သည်အဆင့်တက်သည့်အနေဖြင့်အမျိုးသမီးကျောင်းအိတ်ကျောင်းစားဘော်ဒါတစ်ခုကိုရရှိရန်စ조사ပြီးအစပြုခဲ့သည်ဤကဲ့သို့လှုပ်ဆောင်ရခြင်း၏အလွန်ရေးကြီးသည့်ချက်မှာနောက်နှင်းကြံ့ကြာမှုမရှိဘဲအမျိုးသမီးများအားစူးစီးထားနိုင်လိမ့်မည်ထို့ကြောင့်ခရိယန်အိမ်တော်ရှင်မှဇနီးများအားကျောင်းဆရာမကဲ့သို့၎င်းသာသနာပြုလုပ်ငန်းများအတွက်ကျမ်းစာကျောင်းစဉ်အမျိုးသမီးများကို၎င်းနှမျိုးနှစားလုံးလှုပ်ဆောင်နိုင်ရန်ဖြစ်သည်ကျောက်ဆယ်မြို့တွင်မြေကွက်ဝယ်ရန်အချိန်ကျလာခဲ့သည်ဤလှပသောနေရာတွင်တိုးတက်ဖွံ့ဖြိုးရန်အတွက်အသုံးချရန်ဖြစ်သည်
မြေခွက်တစ်ခွက်သည်မြို့ဝင်သို့မဟုတ်မြို့အားအုပ်ချုပ်သောသူပိုင်ဆိုင်နေခဲ့သည်သူသည်ရှေးရိုးဆန်ဆန်တွေးခေါ်သူဖြစ်သလိုတစ်ဖက်ဆောင်တွင်လောက်ကန်ခြင်းနှင့်မကောင်းမြင်သောအတွေးခေါ်ရှိသူတစ်ယောက်ဖြစ်သည်တို့ရတွင်ထိုသူ၌ထက်မြက်သောဇဝနဉာဏ်လည်းရှိသည်သူသည်အချက်လက်ဆုံးလင်းစွာကင်တွယ်လျက်စိတ်ဆက်သေးချအောင်စောင့်ကြည့်လျက်ရှိသည်သူသည်အရှိတိုင်းသားပြီးမြေကဲ့သို့ရောင်းဝယ်မှုအားဥဆောင်ပါဝင်ရလိမ့်မည်ကိုတွေးတောထားပြီးဖြစ်သည်သူသည်တန်မိုးထက်ပုံမရောင်းဝယ်မှုကိုပြုလုပ်ခြင်းခဲ့သည်သို့သောမစ္စတာဝင်းစတန်တောင်းဆိုသောဈေးဖြင့်သာလက်ခံခဲ့ရပေသည်သို့သောတဏ္ဍာပြုတ်ဖွဲ့ကြောက်ဆွဲမြို့တွင်မြေကိစ္စပြီးပြည့်စေရန်လက်ဝင်ငွေပိုက်ရသောအခါမြို့ဝင်သည်ပြဿနာအသစ်တစ်ရပ်ကိုဖန်တီးသောကြောင့်ထပ်မံနှောင့်နှေးခဲ့ရပြန်သည်ဒုတိယကြိမ်မစ္စတာဝင်းစတန်သည်ကြောက်ဆွဲမြို့သို့တွားရောက်၍အခြေချခြင်းကိစ္စရပ်များကိုအတားအဆီးမရှိအားလုံးပုံဖော်နိုင်ခဲ့သည်မပြုလုပ်နိုင်သောအရာဆိုတာမရှိနိုင်ပါကောက်ကျစ်စင်းလဲသောလူအိုကြီးသည်လက်ပတ်ပြောဆိုခြင်းနှင့်အသစ်သောအခက်အခဲများအားမြင့်တင်မြတ်အကျဉ်းမြောက်များစွာပြုလုပ်ခဲ့သည်၎င်းပြင်ဝယ်ယူထားသောနေရာ၌အင်ချီ3-4အိမ်အားနေရာချထားခဲ့သည်အချိန်မြောက်များစွာကြာပြီးနောက်အရာအလုံးသည်ကျဉ်းနှက်ဖွယ်ရှိခဲ့သည်တို့ရတွင်မဟုတ်သေးပါမြို့ဝန်သည်သူ၏စိုးရင်ကြောင့်ကြမှုသည်အနည်းငယ်တိုးတက်လာခဲ့သည်ဟုမျှော်လင့်ခဲ့သည်သူ၏အချိန်ကြာမြင့်စွာဖျို့ဖျက်ဖြစ်မှုသည်လည်းစူးစီးထားခဲ့ပြီးဖြစ်သည်သူ၏မြေခွက်ရောင်းခဲ့လျင်သူပိုင်ဆိုင်သောပပလက်ရှိဝင်းထရံများရွှေ့ပြောင်းရခြင်းကြောင့်တစုံတရာကုန်ကျစရိတ်ရလိုကြောင်းရမည်ဖြစ်ကြောင်းတောင်းဆိုခဲ့သည်မစ္စတာဝင်းစတန်တုံ့ပြန်ခဲ့သည်မှာဤကဲ့သို့တောင်းဆိုချက်သည်ရိုင်းဆိုင်မှုတည်းဖြစ်သည်ဝင်းထရံများသည်မြေကသာပိုင်ဆိုင်သည်၎င်းပြင်နယ်နိမိတ်သတ်မှတ်ချက်အမှတ်သားတစ်ခုလည်းဖြစ်ပြီးတစုံတရာညှင်းဆိုမှုတစ်ခုဖြစ်ခဲ့လျင်အရေးကြီးသောအချက်တစ်ခုအနေဖြင့်ညွှန်းဆိုနိုင်သည်မြေကွက်အားဝယ်ပြီးခဲ့လျင်ဝင်းထရံများလည်းဝယ်ခဲ့ပြီးဖြစ်ခဲ့ပေသည်သို့သောမြို့ဝန်သည်ဝင်းထရံများအားအလိုရှိနေခဲ့သည်မစ္စတာဝင်းစတန်ကဤကိစ္စတွင်ကောင်းပြီဟုဆိုလျက်ထိုမြေကွက်အားဝယ်ယူရန်ညှင်းဆိုခဲ့သည်ဆွေးနွေးပြောဆိုခြင်းသည်အထောက်အကူတရအဖြစ်ရှိခဲ့ပေသည်လူတိုင်းတွင်မိမိကိုမိမိသာအတအကျိုးနှင့်ယက်တည်သူများဖြစ်ကြပေသည်ကာလအတန်ကြာငြိမ်သက်နေခဲ့ပြီးနောက်မြို့ဝန်သည်အရှိဘက်နှင့်အနောက်ဘက်ခြမ်းရှိဝင်းထရံများအားဆက်လက်ထားရှိမည်ဟုထပ်တလဲလဲပြောဆိုပြီးဤလူပြူကြီးသည်သူ၏အနှဲငယ်သာကြံတော့သည့်မြို့ဝန်တတန်းတွင်လုံးဝလက်လျှော့ပေးလိမ့်မည်မဟုတ်ကြောင်းတွေးမြင်လာခဲ့သည်ထို့နောက်မဟုတ်သေးပါဘူးအနောက်ဘက်ခြမ်းတစ်ခုတည်းလားဒါလည်းမဟုတ်သေးပါဘူးဤလူပြူကြီးသည်ဝင်းထရံအားလုံးရယူလိုပေလိမ့်မည်တို့ရတွင်မြို့ဝန်သည်ဝင်းထရံတိုင်များကိုထားရခဲ့မည်ဟုစုပ်ကင်ထားလိုသည်ထိုနှစ်ချက်တည်းရတော့မဟုတ်ပါဤကဲ့သို့သောအချက်တစ်ခုပြီးတစ်ခုလှည့်ပတ်ပြောဆိုခြင်းများကြောဖြတ်ပြီးနောက်ဆုံးတွင်သဘောတူလာသည့်အဆင့်သို့ရောက်ခဲ့ရပေသည်ကြောက်ဆယ်မြို့တွင်တာနာပြုလုပ်ငန်းလုပ်ရန်အခြေချခြင်းလုပ်ငန်းသည်လည်းအောင်မြင်ခဲ့ပေသည်မစ္စတာဝင်းစတန်သည်စစ်တပ်လုပ်ငန်းများကောင်းမွန်စွာအခြေတကျထားရှိနေရန်အတွက်တပိုင်းတစအားဖြင့်စိုးရိမ်ခဲ့သည်မကြာခဏဆိုသလိုပင်တီဘောဘရင်၏နန်းတွင်ရှိပလင်ရှိတွင်ပထမဆုံးပြုလုပ်သည့်စစ်ရေးအခမ်းအနားကျင်းပပြုလုပ်ခြင်းပုံမှန်ပြုလုပ်နေကြမက်သဒစ်ဝတ်ပြုစည်းဝေးများနန်းတွင်ဥပဇာတွင်တည်ငယ်သောအဆောက်အဦတွင်ပြုလုပ်ခဲ့ကြပြီးဖြစ်သည်ယခုအခါအာဏာပိုင်အဖွဲ့သည်ဤကဲ့သို့ဝတ်ပြုစည်းဝေးအသုံးပြုခြင်းအားတစ်နှစ်လင်ပေါင်90နှုန်းဖြင့်အသုံးပြုရန်ခွင့်ပြုခဲ့သည်ဝတ်ပြုစည်းဝေးများအတွက်အနည်းငယ်သောအချိန်ချွေတာခွဲဝေသုံးစွဲရန်သူကိုယ်တိုင်ပင်မတက်နိုင်ခဲ့ပေထို့ကြောင့်ကော်မတီအားဤကဲ့သို့ရည်ရွယ်ချက်အတွက်ကျေပြန့်စွာလှုပ်ဆောင်နိုင်ရန်သူထံသို့ငယ်ရွယ်သောလူငယ်တစ်ယောက်ပို့ပေးရန်အလိုရှိကြောင်းတောင်းဆိုခဲ့သည်ဤအချိန်အတွင်းတွင်သူသည်သူ၏အဓိကတာဝန်ယူနေခဲ့ရသောမြန်မာများကြားလုပ်ငန်းဆောင်တာများအားဂရုပြုလှုပ်ဆောင်ခဲ့သည်စစ်တပ်နှင့်ပြည်သူများသာမကသူနောက်လိုက်တိုင်းရင်းသားများအားကူညီရန်သူ၏ခွန်အားရှိသမျှအားလုံးအသုံးချရန်အချိန်မရွေးအသည့်အနေဖြင့်သူရှိနေခဲ့သည်အထက်မြန်မာပြည်တွင်ဖြည့်ဆည်းထားသောဗြိတိရှများသည်ငယ်ရသောအင်္ဂလိပ်များပို၍တိုးလာကလုပ်ငန်းပုံဖော်ရန်စ조사လျက်ရှိနေခဲ့သည်သူတို့သည်အနာဂတ်တစ်ခုဖန်တီးပြုလုပ်ရန်ညှော်လင့်ခြင်းများဖြင့်ထွက်ပေါ်လာခဲ့သူများဖြစ်သည်တို့ရတွင်ကိစ္စရပ်ပေါင်းများစွာတွင်အကျင့်စာရိတ္တပြပြမှုများကိုသာလှုပ်ဆောင်ခဲ့ကြသည်ဖြစ်နိုင်ခြေရှိသည့်သာနာပြုလုပ်ငန်းအားစုံစမ်းရန်အချို့သောကြိုးပမ်းမှုပြုလုပ်ရန်အချိန်ကျလာဟန်ရှိခဲ့သည်
ထိုချိန်တွင်ဤကိစ္စသည်တောတောင်ထူထပ်သောဒေသရှိလူမျိုးစုဖြစ်လင်ဖြစ်နိုင်ခြေအများဆုံးဖြစ်လာမည်ထိုလူမျိုးတို့သည်ဗုဒ္ဓဘာသာဝင်များထက်သတင်းကောင်းဖြန့်ဝေရန်တုံ့ပြန်ရာတွင်ပို၍အစဉ်ပြေလိမ့်မည်ဖြစ်သည်ထို့ကြောင့်သူသည်ချင်းတောင်တန်းများစီသို့မျှော်လင့်ချက်များစွာဖြင့်သူ၏အဖွဲ့များကိုတိုက်တွန်းခဲ့သည်တာနာပြုနှစ်ဦးအားမြန်မာတို့၏ချစ်ဖွယ်ကောင်းသောမြင်းပူလေးများဖြင့်လိုရာခီးဆက်နိုင်ဖို့အလို့ငါပခုတ်ကူမြို့မှတဆင့်ဆေလွတ်ခဲ့သည်အခြားလိုအပ်သောပစ္စည်းများနှင့်ဝင်ထုတ်ဝင်ပိုးများအားနှစ်ထီးနှစ်ကောင်ထမ်းသောမြန်မာလှဲတစည်းဖြင့်တည်ယူခဲ့ကြသည်တောတောင်မြေပြင်ခီးတွင်နွားလဲသည်ပြင်းပြအားဖြင့်တနအီတွင်2မိုင်ခန့်သာသွားနိုင်သည်တနေ့တာကာလတွင်အလွန်ဆုံးခီးမိုင်20လောက်သာအတက်နိုင်ဆုံးသတ်မှတ်ခဲ့သည်ပထမဦးစွာသူတို့သည်ရွာတရွာသို့မဟုတ်ဇနပုတ်တစ်ခုအားဖျက်တမ်းသွားခြင်းအားရန်ဖန်ရန်ကာကြုံရသလိုစိုက်ကွင်းလွင်ပြင်မျောစာကောင်းသောဒေသများအားခီးတစ်လျှောက်ကြုံခဲ့ရသည်ထိုအခါ၌ဝေါ်ပြောခြင်းသို့မဟုတ်ဆွဲဆောင်ခြင်းများအားဖြန့်ဝေခဲ့ကာထိုဒေသများရှိလူများနားထောင်လိမ့်မည်ဖြစ်သည်နေရာအသီးသီးတွင်စစ်တပ်ခံတပ်သို့မဟုတ်ရဲစခန်းငယ်များကိုသူတို့ဖျက်တမ်းလာခဲ့သည်ခီးသွားများ၏အန်ဒီယသည်ယခုတိုင်ဒုက္ခပေးလျက်ရှိသည်ရွာသားများသည်ချင်းလူမျိုးများ၏ဝင်ရောက်တိုက်ခိုက်မှုအားခုခံတွန်းလှန်နေကြရသည်လုံခြုံစိတ်ချရသောနေရာများတွင်သူတို့သည်ဝမ်းမြောက်စိတ်ချမ်းသာစွာနှင့်အိပ်ဆက်နားနေကြရသည်ထိုနေရာများမှာလမ်းခီးတွင်ရှိသောတင်းငယ်သောတဲခုခံများဖြစ်ပြီး၎င်းတို့ကိုအစိုးရမှတိစောက်ထားကာခီးသွားအစိုးရအရာရှိများတို့အရည်ရွယ်ဆောက်လုပ်ထားခဲ့သည်ခရီးဆက်နေသောသူတို့သည်ကျေပြန့်လှသောလွင်ပြင်ဒေသအားဖျက်ကျော်ပြီးနောက်တစ်တော်ကြီးများနှင့်ခြုံတော်များလွှမ်းခြုံထားသောတောင်တန်းများအားဖျက်ကျော်ခီးဆက်ခဲ့သည်ဤနေရာသည်ကချင်းလူမျိုးစုများနေထိုင်ရာအိမ်ပင်ဖြစ်သည်အနည်းငယ်သောတာနာပြုဖွဲ့သည်ချင်းလူမျိုးတို့၏ပထမအဦးဆုံးရွာသို့ချင်းကပ်ခဲ့ကြသည်သူတို့သည်မြက်ပင်အရှိများကြဝဲပုံးကွယ်လက်ခိတနားနေစဉ်မြန်မာလမ်းပြသည်ရှေ့သို့တိုး၍သွားကာသူတို့ဤရွာကိုလာကြောင်းသတင်းပို့ခဲ့သည်တွေ့ရသည်မှာအခြေအနေကောင်းမွန်ပြီးများမကြမီအချိန်တွင်လမ်းပြသည်သူတို့အားရှေ့သို့တိုး၍လာကြရန်ခေါ်ခဲ့သည်သူတို့သည်တိုးထဲမှထွက်လာခဲ့သည်ထို့နောက်ထူထပ်သောတစ်ပင်များအားခုတ်ဖြတ်ထားပြီးမိရှို့ထားကရှင်းလင်းထားသောကွင်းပြင်သို့လာခဲ့ကြသည်ထိုနေရာသည်ရွာအတွက်စားတောက်ဖွဲ့ရာများရရှိရာကောက်ပဲသီးနှံမျိုးမျိုးစိုက်ပျိုးသည့်တောင်ယာကွင်းဖြစ်သည်ချင်းလူမျိုးများသည်တာနာပြုအဖွဲ့အားမိတ်ဆွေအပေါင်းအသင်းတယောက်အားကြိုဆိုခြင်းမျိုးဖြင့်လက်ခံခဲ့ကြသည်၎င်းပြင်အဆောက်အအုံပေးပြီးဝါတဲအားလည်းသူတို့နားနေရန်ပေးခဲ့သည်သူတို့သည်မြန်မာလူမျိုးများနှင့်ချင်းလူမျိုးများအဆဆရတွင်လုံးဝခြားနာကြောင်းတွေ့ရှိခဲ့ရသည်ချင်းလူမျိုးတို့သည်ကဘာဦးစားကလူမျိုးကဲ့သို့ဖြစ်နေပြီးမဖွင့်ပြိုးသေးသောအခြေအနေဖြင့်ရှိနေခဲ့ကြသည်ယောက်ျားလေးများဝတ်ဆင်ထားသည်မှာချင်းသေးဝိယုံတတာကလေးဖြင့်အရေးချုံထားပြီးမိန်းမများသည်တိုးတောင်းသောအတွင်းခံဝိယုံသို့မဟုတ်ရှက်အင်ကြီးဖြင့်ခန္ဓာကိုယ်အားဖုံးထားတော်လဲလက်မောင်းပေါင်ပိုင်းနှင့်ခြေထောက်တို့တွင်မြည်သည့်အရာများဝတ်ဆင်ထားခြင်းမရှိခဲ့ပေမျိုးသမီးများ၏မျက်နှာတွင်ဆေးရောင်ချေတတူးထိုးထားခဲ့ကြသည်ပါဇက်တွင်လည်းဝါဖြင့်ပြုလုပ်သောဆေးတံကိုကိုက်ထားကတစုံတရာမျှစိတ်ဝင်စားဟန်မပြပဲမျက်နှာလွှဲထားလေရှိသည်သူတို့၏ဖြိုဖျဲနေထိုင်ခြင်းပုံစံများရှိတော်လဲအချို့ယောက်ျားမိန်းမများသည်လှပသောမျက်နှာပိုင်ရှင်များဖြစ်ကြသည်တို့ရတွင်အများစု၏ပုံပန်းသဏ္ဍာန်များသည်လုံးဝနိဗ္ဗာန်ဘ ഹു တုတကင်းမဲ့ခြင်းနှင့်အဆင့်တန်းနှိမ့်ကျနေကြောင်းဖော်ပြခဲ့သည်သူတို့အထက်မှအများကဲ့သို့သောသူများသည်မြန်မာစကားပြောဆိုနိုင်ခဲ့သည်ဤအချက်ကြောင့်သူတို့နှင့်အပြန်အလှန်ပြောဆိုနိုင်ခဲ့သည်တာနာပြုတ်ဖွဲ့သည်နေ့လည်ခင်းတွင်အိမ်များသို့သွားရောက်ပြီးမိတ်ဆွေဖွဲ့ခြင်းဖြင့်အချိန်ဖြုံးခဲ့ကြသည်ညနေခင်းအချိန်ရောက်လျှင်လမ်းပြ၏အကြောင်းအမျိုးမျိုးပြချက်ကြောင့်ရွာထဲတွင်ညအိတ်ချင်းမပြုရန်အကြံပေးခဲ့သည်ထို့ကြောင့်တာနာပြုတ်ဖွဲ့သည်မြစ်တစ်ဖက်ကမ်းသို့ကူးကာကြီးမားသောဝါကြံကင်ပြုတ်လုပ်၍တောထဲတွင်စခန်းချရန်ပြင်ဆင်ခဲ့ကြသည်စခန်း၌မိပုံကြီးလောက်ကမိပုံဘေးတွင်ညစာစားနေစဉ်ချင်းလူမျိုးအချို့တို့သည်မြစ်ကိုကူးလာကသူတို့၏အတွေ့အကြုံမရှိသေးသောဧည့်သည်များထံသို့လာခဲ့သည်တာနာပြုတ်ဖွဲ့သည်အင်္ဂလန်နိုင်ငံအကြောင်းပြောပြပြီးနောက်ချစ်ချင်းမြတ်တာဖြင့်ရွေးနှုတ်ခြင်းပုံပြင်အားပြောသောအခါရိုင်းဆိုင်သောလူမျိုးအုပ်စုသည်ထိုင်လက်နားထောင်နေကြသည်မှာညနက်သကောင်အထိပင်ဖြစ်ခဲ့သည်ဤနည်းအားဖြင့်မြန်မာတောင်တန်းလူမျိုးများနှင့်ပထမဆုံးအချိန်မတ္တတေအသင်းတော်နှင့်
ဆက်နွယ်မှုအစပြိုးခဲ့ကြသည်အနာကြီးယောဂသည်များ၏နားခိုရာနေရာ၎င်းပြင် Mr. Winston သည်မန္တလေးတွင်အနာကြီးယောဂသည်များအတွက်နားခိုရာနေရာ Home for Liver အစီအစဉ်တစ်ခုအားအကြမ်းဖျင်းဖော်ပြချက်နှင့်ပတ်သက်၍မိခင်သာသနာပြုအဖွဲ့ထံစာရေးခဲ့သည်သူဆက်လက်ရေးသားခဲ့သည်မှာခမည်းလမ်းများပေါ်တွင်လမ်းလျှောက်သွားခဲ့လင်သူတို့ကိုခမည်းမြင်တွေ့ရမည်ဖုံမို့များပေါ်တွင်ထိုင်လက်၎င်းမတူကွဲပြားသောခွက်များအားသူတို့လက်များတွင်ကင်လက်၎င်းပြည်တဲ့အနာများပေါက်နေသောခြေထောက်လက်များအားတစုံတစ်ခုသောအစအနများအဖြစ်တွေ့ရပေမည်ခမည်းဈေးထဲသို့ဝင်သွားခဲ့လင်ဈေးဝယ်သူဈေးအောင်သူများနှင့်အတူရောနှောနေထိုင်သောသူများအားတွေ့ရလိမ့်မည်ဖြစ်သည်ကြီးမြတ်သောဈေးသည်ပထိုးတော်များတွင်သွားလင်ထိုနေရာတွင်နေတိုင်းနေပါတရားမကသောလူစုလူဝေးများအကြားတွင်အနာကြီးယောဂသည်များအားတွေ့နိုင်ပြီးလက်ကလေးများတစ်လျှောက်ထိုင်လက်ရှိနေခြင်းနှင့်ရေရောသောဖျားဖူးများထံမှတောင်းရမ်းနေခြင်းအားတွေ့ရပေမည်အနာယူသောနေရာများဥယျင်ပန်းချံသို့မဟုတ်ခိတ္တနာခိုရာဈေးရများနှင့်ဘရင်နန်းတော်တကားများတွင်ယောဂသည်များအားတွေ့ရပေမည်အနာကြီးယောဂသည်များသည်စွန့်ပယ်ခံရခြင်းများအိမ်ချေရခြင်းမဲ့ခြင်းများမိတ်ဆွေအပေါင်းအသင်းမရှိခြင်းများနှင့်ကြုံတွေ့ကာသူတို့သည်လဲလျောင်းတည်ရန်သာရှိသည်သူ၏ဆံအဖြစ်အချိန်ကြာမြင့်နိုင်သလားကြာမြင့်ရန်သူတို့၏ဆင်းရဲဒုက္ခဖြင့်ယောဂဆွဲကပ်နေသောခန္ဓာကိုယ်အားဆွဲငင်နေခဲ့ရပေသည်ယခုတိုင်ငွေကြေးအနေငယ်ပေါ်မိခိုးကအလွန်တရာဆိုးဝါးလာသောသူတို့၏တာနာပြုလုပ်ငန်းသည်တက်လိုက်ကြလိုက်ဖြစ်နေသောနောက်ွယ်တွင်အနာကြီးယောဂသည်များအားဒုက္ခများမှလွတ်မြောက်စေရန်တစုံတရာမျှအလုတ်ကင်နိုင်ခြင်းလုံးဝမရှိပေဤကဲ့သို့အနေရှိမှု၏မူလရင်းမြစ်အားလူအတိုင်းဝိုင်းမှဖယ်ထုတ်ရန်အာဏာပိုင်များမှသော၎င်းတစုံတယောက်မှသော၎င်းစ조사ဆောင်ရွက်အလုတ်ကင်ရပေမည်ထို့ကြောင့် Mr. Winston သည်အနာကြီးယောဂသည်များ၏ရှင်သန်ခြင်းအားတတ်ဆွမ်းနိုင်သလောက်စုံစမ်းလှုပ်ဆောင်ရန်သူကိုယ်တိုင်ကြိုးပမ်းခဲ့သည်ဤကိစ္စအားတတ်နိုင်သလောက်လုပ်ကင်နိုင်ခဲ့သည်၎င်းပြင်သူ၏နှလုံးသားနှွေးထွေးမှုရှိသောစီမံကိန်းတစ်ခုပုံမှန်လဲပတ်လာပြီးပုံဖော်လာခဲ့သည်တရုတ်၏ဦးဆောင်မှုဖြင့် Mr. Winston သည်မြို့၏ပြင်ပတနေရာတွင်အနာကြီးယောဂသည်များအတွက်အိမ်သို့မဟုတ်ခိုကိုးရာတစ်ခုဖြစ်နိုင်သည်များဖြစ်ရန်ဆွေးနွေးခဲ့သည်ထိုနေရာသည်သူတို့အတွက်အခြားသူများနှင့်ကင်းသောတိတ်တက်နေထိုင်ရာဖြစ်နိုင်ရမည်ဖြစ်သည်ကျွေးမွေးခြင်းအဝတ်စားများစီမံပေးခြင်းသူနာပြုများထားရှိခြင်းနှင့်လိုအပ်လင်တက်ဆွမ်းသမျှစေကုသခြင်းများပေးနိုင်ရမည်ဖြစ်သည်ထို့ကြောင့်သူတို့၏ကုသရမရသောဒုက္ခဝေဒနာတွေများအားသူတို့၏နောက်ဆုံးအချိန်ထိတိုင်အောင်တတ်တောင့်တတ်တာဖြင့်ဘဝတစ်ခုအားဖန်တီးပေးရန်ဖြစ်သည်အာဏာပိုင်အဖွဲ့အစည်းသည်ကိုချင်းစာကျင့်တတ်မှုဖြင့်သူ၏စီမံကိန်းတွင်ပါဝင်လာခဲ့သည်ထို့ပြင်ဥရောပသားများသည်လည်းဤလုပ်ငန်းအားထောက်ပံ့ပေးမည်ဖြစ်ကြောင်းကြေညာပေးခဲ့ကြသည်ဦးဆောင်မည့်ရဲမင်းကြီးသည်ဤကဲ့သို့ထူထောင်သည့်လုပ်ငန်းကိုကြည့်ရှုဆောင်မရန်အလွန်စိုးရိမ်မှုနှင့်အစပြုခဲ့သည်ထို့ပြင်အစိုးရမှလည်းမြေလူတန်းရန်ကြေညာပြုခဲ့သည့်ပြင်ကြီးမြတ်သောအကူအညီပေးကလိုအပ်လျင်တင့်လျော်စွာညွှန်ကြားစီမံပေးမည်ဖြစ်သည်Mr. Winston သည်သူ၏ယုံကြည်ချက်အားရှင်းလင်းခဲ့သည်မှာဤကဲ့သို့လုပ်ငန်းမျိုးသည်သာသနာပြုအဖွဲ့ထက်အစိုးရကလောက်ကင်ပါကပုံမအကျိုးပြုနိုင်သောလုပ်ငန်းတစ်ရပ်ဖြစ်နိုင်ကြောင်းပင်ဖြစ်သည်တစုံတစ်ယောက်သောပုဂ္ဂိုလ်သည်မြေလူရန်ဆန္ဒဖြစ်ပေါ်နေကြောင်းနှင့်လှုပ်လိမ့်မည်ဖြစ်ကြောင်း Mr. Winston အားပြောခဲ့သည် Mr. Winston ခံစားရသည်မှာသူသည်လူသားအဆန်ဆုံးလူတစ်ယောက်ဖြစ်ပေလိမ့်မည်ပြည်တွင်းကော်မတီနည်းလမ်းအရသူသည်အာဏာရှိပြီးအစိုးရဝန်ထမ်းအကြီးအကဲလူကြီးလူကောင်း၄ယောက်အားဖြင့်စီမံကိန်းကိုခိုင်မာအောင်လုပ်ခဲ့သည်ထိုလူကြီးများ၏ဂုဏ်ပုတ်အရသူတို့၏အကြံပေးချက်များဖြင့်ထူထောင်ခြင်းနှင့်ဂုဏ်သိက္ခာတို့သည်အာမခံချက်တည်းဖြစ်လာသည်လက်ကမ်းစာဆောင်များထုတ်ဝေပြီးမြန်မာပြည်နှံ့ပြသို့ပို့ခဲ့သည်ဤစီမံကိန်းအတွက်မြန်မာအနေငယ်များပင်မပါဘဲဥရောပသားများထံမှအရာရာစဉ်းစားပေးကြပါရန်အသနာခံခြင်းအတွက်ချက်ချင်းဆိုသလိုပင်တုံ့ပြန်မှုများရခဲ့သည်ကြီးမြတ်လာသောကိုချင်းစာစိတ်နှင့်စိတ်ဝင်စားမှုများသည်အထူးသဖြင့်မန္တလေးမြို့တွင်ဖြစ်ပေါ်စေခဲ့သည်၎င်းပြင်ကူညီမှုများလည်းအဆက်မပြတ်ပေါ်ပေါက်လာခဲ့သည်ရဲမင်းကြီးကိုယ်တိုင်အစပြုကပုဂ္ဂလိကအကူအညီနေဖြင့်ရူဘီငွေ100လှူဒန်းခဲ့သည်များမကြာမီချိန်တွင်ငွေပေါင်းရူဘီ6500ကျော်လက်ခံရရှိခဲ့သည်
၎င်းအပြင်အစိုးရမှလည်းစီမံကိန်းအတွက်မြေနေရာအားလွှဲအပ်ပေးခဲ့သည်ပြည်မျိုးရှိစီပင်သားရမှတောင်းဆိုချက်တစ်ခုပေးပို့ခဲ့ပြီးသူတို့ထံမှအနာကြီးယောဂသည်40ပို့ပေးမည်ဖြစ်ပြီး၎င်းအနာကြီးယောဂသည်များအတွက်ကုန်ကျစရိတ်ပေးရန်လည်းကတိပြုထားခဲ့သည်မစ္စတာဝင်းစတန်သည်လန်ဒန်ရှိတာနာပြုအဖွဲ့ထံသို့သူ၏စီမံကိန်းအားရှင်းလင်းတင်ပြခဲ့သည်အထူးဖော်ပြချက်မှာအနာကြီးလူနာများအတွက်နားခိုရာ Home for Lepers နေရာတစ်ခုသည်မြန်မာနိုင်ငံအတွက်တာနာပြုခြင်းတိုးဝင်မှုအားအကျိုးသက်ရောက်စီးဝင်ခြင်းနှင့်ကြီးမြတ်သောတုံ့ပြန်မှုတစ်ခုရေဘူးရလုပ်ငန်းများတွင်စီးဝင်မှုရစေလိမ့်မည်ဖြစ်သည်ဤကိစ္စရပ်သည်တပဲနှိမ့်မြစိုက်ထုတ်သောလူအချင်းချင်းပေါင်းသင်းဆက်ဆံပါဝင်ခြင်းဖြင့်မဖြစ်နိုင်စရာအကြောင်းမရှိပေတွေးကြည့်စမ်းပါသူသည်ရူဘီငွေများလက်ခံရခြင်းတွင်သူ၌အံ့အားသင့်မှုနှင့်နာကျင်ခြင်းနှစ်ခုစလုံးခံစားရသည်ကော်မတီအဖွဲ့သည်အနေငယ်မျှပင်ဤစီမံကိန်းကိုအားပေးခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်ရာစုနှစ်တစ်ခုကြော်ကပင်ရှိနေသောကော်မတီအဖွဲ့သည်တိုင်းတစ်ပါးများပေါ်ကန့်သက်ချက်အမြင်ရှိခဲ့ကြသည်တို့ရာတွင်ဤကိစ္စတွင်မူနောက်ဆိုရန်လွန်စွာနောက်ကျခဲ့ပေသည်ကွင်းစင်းဆောင်ရွက်လုပ်ကိုင်နေသောသူသည်ဤစီမံကိန်း၌ကံကောင်းထောက်မှစွာပင်ထဲထဲဝင်ဝင်ပါဝင်နေခဲ့သည်ထို့ပြင်ဤကိစ္စရပ်သည်ရှေ့သို့တိုး၍လှုပ်ဆောင်ရမည်ဖြစ်သည်ဂုံတီရရှိ Albert Edward ဝေလနေမမင်းသားနောင်တွင်ဘုရင် Edward နံပါတ်9ဖြစ်လာမည်သူသည်အမျိုးသားယောဂသည်များရန်ပုံငွေအဖွဲ့၏ဥက္ကဋ္ဌဖြစ်ပြီးငွေပေါင်း80အားလက်ဆောင်အဖြစ်ပေးပို့ခဲ့သည်ထို့ပြင်အနာကြီးယောဂသာသနာပြုအဖွဲ့သို့လည်းပါဝင်လှူဒန်းငွေများပေးပို့ခဲ့သည်ပထမဦးဆုံးလူနာခန်းအားဆောက်လုပ်ထူထောင်စေခဲ့သည်ထို့နောက်တွင်ပထမဦးဆုံးအနာကြီးယောဂသည်15ဦးအား1892ခုနှစ်ဇန်နဝါရီလတွင်လက်ခံခဲ့သည်ဤကိစ္စရပ်အတွက်အခက်ကြုံတွေ့ရသည်မှာမစ္စတာဝင်းစတန်သည်သူ၏အားလက်ရအတွင်းမြန်မာပြည်မှထွက်ခွာသွားသဖြင့်အနာကြီးယောဂသည်များအတွက်နားခိုရာလုပ်ငန်းတစ်ခုလုံးသည်မစ္စတာဘီစတောအပေါ်တွင်မူတည်၍တိုးတက်လာခဲ့ရသည်